င်္ဂလာပါမှာပါညပြင်ပြရမယ် ဟုတ်အမဆရာမပုံးနဲ့ချိန်ထားတယ်ဒီမှာ ဟုတ်ဒီပဲဒီခဏကြော်ပြပါဦးရှင် ဩဒီမှာထိုင်လေးနေရာလဲဘာလုပ်နေတာလဲဦးကြောင်ချောင်းနော် Hi ဆရာမဒီမှာကျမကောင်လေးကိုလေစပင်ကိုကြည့်အောင်ဖေးဖေးနဲ့အဲ့ဒါပြပါဆရာမရေဘယ်လိုလုပ်ရင်အဆင်ပြေမလဲလို့လေအဲ့ကောက်ကွာလန်နေတာကြီးကိုမကြိုက်လို့ ထားတာတင်တယ် ဟုတ်တယ်ဆရာမ ခေါ်ရဲပုံစံပဲခေါ်ရဲပုံစံလေးပြန်ပြောင်းပြလိုက်မယ်လေ ဟုတ်ဟဲ့ကမပြောနေလေခေါ်တဲ့ပုံစံလေးပြောင်းပေးမယ် ကိုရီးယားဆန်ဆန်လေးပေါ့ခေါ်ရဲပုံစံလိုင်းလေးကိုပြန်ပြောင်းပြလိုက်မယ်အကောင့်နဲ့ကတော့မောင်လေးနဲ့မလိုက်ဘူးနော်ခေါ်ရဲပုံစံမိုင်းလေးကိုသွားပြလိုက်မယ်တကယ်လုံးမယ်ဆိုရင်အခုကလေတင်းကျော့ကာလာဆိုတော့ promotion တွေလည်းရှိတယ် ဟုတ်လားဆရာမဟုတ်ဘယ်လိုမိုးရှိတာလဲဆရာမ promotion လေးတွေကကြတော့ဟိုဘက်မှာတခြားလိုက် ဘာလုပ်နေတာလဲလာနေ ဒီ promotion လေးကတော့အမတို့ဒီနှစ်ကအထူး promotion စီစဉ်လေးပေါ့ဥစ္စာလေးကိုလှည့်ပြီးတော့ကန်ဆန်းကျင်လဲရတယ်ဒီထဲမှာဆိုရင်ကန်ဆန်းတွေကအများကြီးပါတယ်ငွေသားတွေလည်းပါတယ်ဟိုဟာရှာခိုင်နှုန်း promotion ရာခိုင်နှုန်းတွေလည်းပါတယ်ပြီးသွားရင်တော့ VIP ကတ်တွေလည်းပါတယ်ဒီထဲမှာဆိုအများကြီးကန်ဆန်းလို့ရတယ်ဒါကတော့ကိုယ့်ရဲ့ data နဲ့ဆိုင်တာပေါ့နော်လှည့်လိုက်တယ်ဆိုတာနဲ့တစ်ပတ်တော့ပြည့်အောင်လှည့်ပေးရမယ်စီးပေါ်ကိုကြားတယ်ဆိုရင်တော့နောက်တစ်ခေါက်ပြန်လဲခွင့်ရှိတယ်။တကယ်လို့တစ်မျိုးလုံးနှစ်မျိုးလုံးအမားတို့ကကြားတဲ့ပုံမူတည်ပြီးတော့နှစ်မျိုးလုံးရင်နှစ်ကြိမ်ချော့ပေးမှာသုံးမျိုးလုံးရင်သုံးကြိမ်ချော့ပေးမှာ ။အိုး2သိန်းတောင်ရှိရောအများကြီးပဲ ဟုတ်တယ်လို့ မောင် မကျန်9000အစီအစဉ်တွေအများကြီးပဲ50ရာခိုင်နှုန်းဆိုရင်လည်းတစ်ဝက်ပဲရှင်းရမှာပေါ့နော်တကယ်တခြားရိုးရိုးရှော့နှစ်ကြိမ်ညနာပေါင်းတစ်ကြိမ်ဒီလိုမျိုးတွေပေါ့နော်ကန်ဆန်းနိုင်တယ်ပလာမပါဖြစ်တဲ့အတွက်အဲ့ဒီတွေအတွက်အရင်ဆင်ပြေတယ် ။မောင်အဲ့ဒါပဲကြည့်မယ်မကြည့်အောင်အရင်တန်နော်။မောင်လှည့်လိုက်နော်။2သိန်းမပေါင်လှည့်လိုက်နော် တော့ပြည့်အောင်လဲပြီနော် ။ဟုတ် အဲ့တော့ကြားတော့မယ်ကြားပြီ ကြပြီ2သိန်းမောင်ရေ မောင်လေးကိုယူရတာလေးက luxury မျိုးစားကိုမှ2,500 7,000ဆိုတော့ ဟုတ်တယ် အခု2သိန်းကျသွားတာဆိုတော့ ။9800ပဲရှင်းရတော့။အိုးမောင်အရင်တန်သွားပြီနော်။ဟုတ်။ကျွန်မတေချာလေးလုပ်ပေးအောင်နော် โอเคဟုတ်အမိုက်လေးလုပ်ပေးမယ်နော် ။ဟုတ်ကဲ့ပါ အချိန်ရ ။